မြန်မာနိုင်ငံကတရုတ်ရုရှားမြောက်ကိုရီးယားတို့နဲ့ပေါင်းပြီးတော့နျူကလ িয়ার ဘုံထုတ်လုပ်ဖို့လျှို့ဝှက်လုပ်နေတာလားဒါမှမဟုတ်လက်နက်သစ်စမ်းတွေထုတ်လုပ်ဖို့ကြံစီနေတာလားအမှန်တရားကပါလေလွန်ခဲ့တဲ့2000ခုနှစ်ဝန်းကျင်ကစလို့မြန်မာနိုင်ငံကနျူကလ িয়ার ဘုံတိစောက်ဖို့ကြိုးစားနေတဲ့ဆိုတဲ့သတင်းတွေကဘာတဝန့်အတော်လေးပြန့်နှံ့ခဲ့ပါတယ်ဒီတစ်ပြည့်မြန်မာနဲ့မြောက်ကိုရီးယားတို့ရဲ့ဆက်ဆံရေးလျှို့ဝှက်စက်ရုံတွေတိစောက်နေတဲ့ဆိုတဲ့သတင်းတွေကြောင့်တန်တရားပုံမူကြီးထွားလာခဲ့တာပါ2010ခုနှစ်မှာတော့စစ်ဘက်အင်ဂျင်နီယာဟောင်းတူကလျှို့ဝှက်တပ်ပုံတွေနဲ့အချက်လက်တချို့ကိုထုတ်ဖော်ခဲ့ပြီးမြန်မာနိုင်ငံမှာနျူကလ িয়ার စီမံကိန်းရှိတယ်လို့ဆွဆွဲခဲ့ပါတယ်ဒါပေမဲ့ကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ IAEA နဲ့နိုင်ငံတကာကျွမ်းကျင်သူတွေကတော့မြန်မာနိုင်ငံမှာနျူကလ িয়ার လက်နက်ထုတ်လုပ်နေတဲ့ဆိုတဲ့ခိုင်မာတဲ့သက်သေတွေ့ရှိခဲ့ပါဘူးယခုလက်ရှိ2026ထိသိရှိထားသမျှသတင်းချက်လက်တွေအရမြန်မာနိုင်ငံမှာနျူကလ িয়ার ပုံထုတ်လုပ်နေတဲ့ဆိုတဲ့တည်ပြုချက်မရှိသေးပါဘူးဒါပေမဲ့နျူကလ িয়ার နည်းပညာကိုစွမ်းအင်ထုတ်လုပ်ရေးအတွက်အသုံးချဖို့ရုရှားနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်ဒါကြောင့်မြန်မာနိုင်ငံကနျူကလ িয়ার ပုံထုတ်လုပ်နေသလားဆိုတဲ့မေးခွန်းရဲ့ဖြေကတော့ယခုလက်ရှိချိန်ထိသက်သေမရှိသေးပါဘူးဒါပေမဲ့ဒီအကြောင်းအရာကမြန်မာသမိုင်းတွေကစိတ်ဝင်စားဖွယ်အငင်းပွားဖွယ်လျှို့ဝှက်ချက်တစ်ခုအဖြစ်ရှိနေသေးပါပဲစောင့်ကြည့်ရမယ့်အနေအထားဖြစ်တာမို့သင်ရောမြန်မာနိုင်ငံကအရင်ကနျူကလ িয়ার စီမံကိန်းရှိခဲ့တယ်လို့ထင်ပါသလားကွန်မန့်မှာရေးပေးခဲ့ပါ